သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးစောသိန်းသည်ဒီကနေ့မနက်ပိုင်းကသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူရှမ်းပြည်နယ်တောင်ပိုင်းအတွင်းကော်ဖီသမဝါယမအသင်းရဲ့ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေမှုနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကိုကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရပါသည်ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်ဟိုပုံးမြို့ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးသို့ရောက်ရှိပြီးပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတာဝန်ရှိသူများမြို့နယ်ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာလုပ်ငန်းလိုအပ်ချက်များဆွေးနွေးမှာကြပါသည်ဆက်လက်ပြီးဟိုပြုံးမရှိ Green Gold Coffee သမဝါယမအသင်းရဲ့ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေမှုများကိုကြည့်ရှုအားပေးပြီးကော်ဖီစိုက်တောင်သူများရဲ့တင်ပြချက်များကိုပေါင်းဆက်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်ဆက်လက်ပြီးပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိပြီးကျေးရွာ9ရွာရှိအိမ်ကြီး186အိမ်လူဦးရေ900ကျော်နဲ့စိုက်ပျိုးမြေဧက1200ကျော်တို့ကိုတိုက်ရိုက်အကျိုးပြုပေးနိုင်မဲ့အောင်ပွဲကုန်းတလေတဖူကိုင်းလွယ်တဝိုင်းဟိုနှက်ကျေးရွာချင်းဆက်လန်ကတ္တရာလမ်းဖြစ်အစစ်မြစ်တင်ဆောင်ရွက်ပေးနေမှုအခြေအနေများကို၎င်းဟိုပုံးမြို့နယ်ရှိကော်ဖီနီယိုစက်ရုံတို့ရောက်ရှိပြီးစက်ရုံလေးပတ်နေမှုနဲ့ထုတ်လုပ်ပုံအစဉ်စဉ်တို့အား၎င်းလည်ကြည့်ရှုပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်သမဝါယမဦးစီးဌာနသမဝါယမစည်ရေးစင်းကိုင်နဲ့တံမွေးပညာတင်နန်းကျောင်းတောင်ကြီးတို့တွားရောက်ပြီးတင်နန်းကျောင်းခမ်းမမှာဝန်ကြီးဌာနကုကဲမှုအောက်ရှိခရိုင်မြို့နယ်အဆင့်ဦးစီးဌာနများမှဝန်ထမ်းများကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံရမှာအမှာစကားပြောကြပြီးဝန်ထမ်းများကျောင်းသားကျောင်းသူများအားချင်းမြင့်ငွေများပေးရခဲ့ကလိုအပ်သည်များဆောင်ရွက်ပေးခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရပ်ကန်းနဲ့တံမွေးပညာသင်တန်းကျောင်းတောင်ကြီးသို့တွားရောက်ပြီးသင်တန်းသူများလက်တွေ့သင်ကြားနေမှုအခြေအနေများအား၎င်းစာသင်ဆောင်များသင်တန်းသားအိစာများအား၎င်းလေ့လာကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ